အားလုံးပဲမင်္ဂလာပါ Mystic Tarot Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်လုပ်ပေးသွားခြင်းနဲ့ဟာလေးကတော့ဒီ short reading သဘောမျိုးပဲအများကြီးမဟုတ်ဘူး Universe ကနေပေးခြင်းတဲ့ message ဆိုပြီးတော့ကျွန်တော်ရဲ့ဒီ follower လေးတွေ subscriber လေးတွေအတွက်ပို့ကြည့်ရပြီးတော့ကြည့်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ Universe ကပေးခြင်းတဲ့ short reading သဘောမျိုးပဲ Okay တချို့လူတွေအခြေရေး offer လာလိမ့်မယ် long term တွေ့လို့ရတဲ့သူတွေလာလိမ့်မယ်ပေါ့နော်။အိုးလောက်သွားတယ်ဆိုတော့လှုပ်ရှားဖြစ်မယ်ဆိုတဲ့နမိတ်ကိုလည်းကျွန်တော်ရတယ်။ကိုစူးစမ်းသမျှဟာတွေအရာထင်မယ် block ထားတဲ့ connection တွေပြန်ပွင့်လာလိမ့်မယ်အခါခွန်းနေတင်လာလိမ့်မယ်ကိုယ့်ဘဝတွေကိုဝင်လာမယ့်သူတယောက်ရှိတယ်တွေ့လား။အဲ့မှာမြင်းနေနေကြီးပဲဆိုတော့ကိုယ့်ဘဝတွေကိုဝင်လာမယ့်သူတွေရှိရကိုယ့်အနေနဲ့ထိုင်ဆောင်ကိုယ့်ဘက်က chase လုပ်စရာမလိုကိုယ့်ဘဝတွေကိုဝင်လာလိမ့်မယ် X သမားတွေဆိုလဲ X comeback energy ရှိတယ်အဆင်ပြေတယ်လို့တွေ့ရပါတယ်